มันน่าเล่นโลอลานมีเดียขาชินทับผิดละแต่มั่งโหนอกทางว่ามินี่เราเอกไหลองแม่จะวีสนูสคโลกเวทักขาเน่งมีนี่ตละอโลทุกลูกเสียชิมันตีนี่เวแม่มาลูกชินเดโลพาวเล่ขนาดป่วยยังกันนี่เชงดีกนทว่าละมิวมาจากขนาดจงบูนี่ผิดละดีสาวเล็กก็รอสาวอุทุจีเดผัดโผเชงมาเป้ไหนในตัวซาผัดโผคาเคชิตัวเรดอยยีเวบีอดีกาอันนี้โชคดีกว่าไปเล็ดด้วยตรงชาลุยาเอาเตจาลีเต็นสาเปไลบาร์เนาะสาวนเมกาโรกบาจอสายเสียมาเมลโรบินส์ริตาทาเร bestseller สาว The 5-second rule the fastest way to change your life แบบဖြစ်ပါတယ်ဒီစာအုပ်ကတင်ဘဝကိုဘယ်လိုပြောင်းလဲလဲလူတိုင်းမှာဘဝကိုပြောင်းလဲခြင်းတဲ့စိတ်ကူးတွေရည်မှန်းချက်တွေရှိကြပါတယ် master ဘွေရဟိုစာတွေစူးစမ်းမယ် YouTube channel တစ်ခုစလုပ်ပြီးအောင်မြင်အောင်လုပ်မယ်ကျမ်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်မယ်စသဖြင့်ပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာလုံးတင်မှန်ထီပေမဲ့တကယ်တမ်းလုံးဖူးကြတော့တွန်းဆုံနေမိတာကကျွန်တော်တို့ဘဝရဲ့အကြီးမားဆုံးအတားအဆီးပါပဲဒီစာအုပ်ကအဲ့ဒီလိုတွန်းဆုံနေတဲ့အချိန်ပြင်းနေတဲ့အချိန်ကြောက်ရွံ့နေတဲ့အချိန်တွေမှာတင်းရဲ့အုံနောက်ကို9-4-3-2တည်ဆိုပြီးစက္ကန့်ပိုင်းအတွင်းလှည့်စားပြီးချက်ချင်းလက်တွေ့လှုပ်ဆောင်ဖြစ်သွားအောင်တွန်းအားဖေးမဲ့လက်နက်တစ်ခုကိုတက်ဆင်ဖေးပါလိမ့်မယ်တင်းရဲ့နေ့စဉ်ဆုံးဖြတ်ချက်တေးသေးလေးတွေကနေစားပြီးတဘဝလုံးစာအပြောင်းလဲတွေကိုပါဒီစာအုပ်ကလမ်းပြပေးနိုင်ပါတယ်Mel Robbins ဟာတချိန်ကအလုံးလံမဲ့အကျွေးတွေပတ်လည်ဝိုင်းပြီးမနှက်တောင်အိပ်ယာမထားချင်လောက်ဘဝပြတ်နေခဲ့သူပါတနေ့မှာ TV ကနေဒုံပြန့်လွတ်တင်တဲ့5-4-3-2-1 blast off ဆိုတဲ့မြင်ကွင်းကိုမြင်ပြီးနောက်နေ့မနေ့မှာသူမကိုယ်တိုင်ဒုံပြန်တစ်ခုလို9-4-3-2တိရေးသွက်ပြီးအိပ်ယာကနေထားကြည့်ရာကစလို့ဒီ 5-second rule ဆိုတာဖြစ်လာတာပါဒီတဲကအရေးကြီးဆုံးသင်ခန်းစာတွေကိုလေ့လာကြည့်အောင်ပါတေ motivationစိတ်အားထက်သန်မှုဆိုတာဒန်းတိုက်ဤတစ်ခုပါပဲလူတွေအများဆုံးမှားနေတဲ့အယူအဆတစ်ခုကတခုခုကိုစလုပ်ဖို့အတွက် motivation လာမဲ့အချိန် mood ဝင်လာမဲ့အချိန်ကိုစောင့်နေကြတာပါပဲတကယ်တမ်းကျတော့တင်လုပ်ရခတ်တဲ့ပင်မန်းတဲ့ကိစ္စတွေကိုလှုပ်ချင်လာမဲ့အချိန်ဆိုတာဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူးဥပမာတင်ကမနှက်ဖြန်မနှက်စောထပြီးကျောင်းစာတွေ assignments တွေလုပ်မယ်ဒါမှမဟုတ် content script တစ်ခုရေးမယ်လို့ညကနေတက်ကြွစွာဆုံးဖြတ်ထားတယ်ဆိုပါစို့ဒါပေမဲ့မနက်9 နာရီအလိုက်မီတဲ့အချိန်မှာတော့တင်းအုံနောက်ကမလုတ်ချင်ဘူးအိတ်ကြထဲမှာပဲနှွေးထွေးဆက်နေခြင်းတယ်ဆိုတဲ့စိတ်ကိုပဲအလိုလိုပေးပါလိမ့်မယ်အဲ့လိုအချိန်မှာ motivation ကိုစောင့်မနေပါနဲ့9-4-3-2ဆိုပြီးနောက်ပြန်ရေးထွားပြီးထွားတာနဲ့ချက်ချင်းအိတ်ကြထဲကနေဂုံယုံထားလိုက်ပါနေ့စက္ကန့်5စက္ကန့်ပတင်းပုံ the 5-second window တင်းမှာစိတ်ကူးတစ်ခုရလာပြီဆိုရင်အဲ့ဒီစိတ်ကူးကိုလက်တွေ့အကောင့်ထဲပေါ်ဖို့တင်းမှာ9စက္ကန့်ပဲအချိန်ရှိပါတယ်အဲ့ဒီ9စက္ကန့်အတွင်းမှာယူပိုင်းဆိုင်ရာအရာ physically တခုခုစမလို့ရှာဘူးဆိုရင်တင်းရဲ့အုံနောက်ကအဲ့ဒီစိတ်ကူးကိုချက်ချင်းထပ်ပြပါလိမ့်မယ်ကျွန်တော်တို့ရဲ့အုံနောက်ဟာကျွန်တော်တို့ကိုအန်ဒီရကင်းအောင်တက်တုံတတရှိအောင်အမြဲတမ်းကာကွယ်ပေးဖို့ program လုပ်ထားတာပါဒါကြောင့်အသက်အဆန်းလုပ်တာပင်မန်းတဲ့ဟာလုပ်တာမျိုးဆိုအုံနောက်ကတားပါတယ်ဥပမာလူစင်အယောက်ကိုသွားနှုတ်ဆက်ချင်တယ်ဒါမှမဟုတ် scholarship interview တခုမှာဝင်ဖြေဖို့အခွင့်အရေးရနေတယ်ဆိုပါစို့သွားပြောလိုက်ရမလားလို့စဉ်းစားမိရဲ့အချိန်ကနေ9စက္ကန့်လောက်ကြာသွားရင်အုံနောက်ကသူများပါထင်မလဲမှားသွားရင်ရှက်စရာကြီးမလုပ်ပါနဲ့တော့ဆိုပြီးစင်ကြေတွေအများကြီးပေးလာပါလိမ့်မယ်ဒါကြောင့်စင်ကြေတွေမလာခင်9-4-3-2ဆိုပြီးရေးတွက်ပြီးချက်ချင်းထပ်လုပ်ပစ်စရာမှာပါ1-2-3-4-5လို့အရှိကိုရေးတွက်ရင်6-8လို့ဆက်တွားလို့ရတဲ့အတွက်9-4-3-2လို့နောက်ပြန်ရေးတွက်ချင်းရပါအုံနောက်ကိုရက်တန့်စေပြီး action ယူဖို့တွန်းအားပေးရထက်ပါတယ်3 action လူဆောင်ခြင်းကမှ motivation ကိုပြန်ခေါ်လာပေးတာပါ mood ဝင်ပြီးမှအလုပ်လုပ်တာမဟုတ်ပါဘူးအလုပ်ကိုအရင်လုပ်လိုက်မှ mood ကအလိုလိုဝင်လာတာပါဗီဒီယိုတစ်ခုအရွေးသွေးကောင်းကောင်းခံတီးဖို့ပဲဖြစ်ဖြစ်စာအုပ်တအုပ်ဖတ်ဖို့ပဲဖြစ်ဖြစ်စလုပ်ရမှအရင်ပင်ပန်းစရာပါဒါပေမဲ့9-4-3-2ရေးသွေးပြီးကွန်ပျူတာရှေ့ထိုင်လိုက်စာအုပ်ကိုဖွင့်လိုက်ပြီး9မိနစ်လောက်အတင်းစလုပ်ကြည့်လိုက်ပါတင်းရဲ့ခန္ဓာကိုယ်ကအလုပ်စလုပ်နေပြီဖြစ်တဲ့အတွက်နောက်ထပ်ဆက်လုပ်ဖို့ motivation တွေကအလိုလိုပေါ်လာပါလိမ့်မယ်4အချိန်ဆွဲတဲ့အကျင့်ကိုအနိုင်ယူခြင်းလူတွေအချိန်ဆွဲကြတာပြင်းလို့မဟုတ်ပါဘူးစိတ်ဖီစီးမှုကိုခတရခဏရှောင်ကြွေးခြင်းလိုပါစာမေးပွဲနီးလာရင်ဒါမှမဟုတ်အလုပ်တွေအများကြီးများလာရင်လူတွေက Facebook ပေါ်မှာ YouTube ပေါ်မှာအချိန်ဖြုံးတာပိုများလာတတ်ပါတယ်ဒါဟာအလုပ်တွေကြောင့်ရနေတဲ့ PR ကနေခဏလွတ်မြောက်ဖို့အုံနောက်ကအလွေလန်းဖုံးပွချင်းကိုရွေးလိုက်တာပါဒါကိုကြော့ဖြတ်ဖို့ဆိုရင်ပထမဦးဆုံးကိုအချိန်ဆွဲမိတဲ့ကခွင့်လွတ်ပါပြီးတော့9-4-3-2ဆိုပြီးရေးတွက်ပြီးဖုံးကိုအဝေးကိုလွှင့်ပစ်လိုက်ပါ
ပြီးတော့တာနဲ့ကိုလုတ်ရမယ်အလုပ်ကို9မိနစ်စာလုံးပဲစလုပ်မယ်ဆိုတဲ့စိတ်နဲ့စတင်လိုက်ပါဒီစာအုပ်လေးကိုလေ့လာပြီးတဲ့အခါမှာကျွန်တော်အနေနဲ့အကြီးမားဆုံးသတိထားမိလိုက်တာကတော့ကျွန်တော်တို့ရဲ့ဘဝဆိုတာဆုံးဖြတ်ချက်အသေးလေးတွေနဲ့တိစောက်ထားတာပါလားဆိုတာကိုသတိရလိုက်တာပါတချို့ရက်တွေမှာအလုပ်တွေအယမ်းများလုံးလို့ဒါမှမဟုတ်စိတ်တွေရှုပ်လွန်လို့ဘာမှမလုပ်ချင်လို့လှဲနေချင်တဲ့အချိန်တွေရှိပါတယ်အရင်ဆိုငါပင်မနေလို့ပါဆိုတဲ့စင်ကြီးနဲ့အချိန်တွေအများကြီးဖြုံးတင်းဖြစ်ခဲ့ဘူးပါတယ်ဒါပေမဲ့ဒီ5 second rule ကိုသိပြီးတဲ့နောက်ပိုင်းမှာတတိဝင်လာတာနဲ့တပြိုင်နက်5 4 3 2 1 go ဆိုပြီးထားထိုင်လိုက်ပါတယ်အဲ့ဒီလိုထားထိုင်ပြီးကွန်ပျူတာဖွင့်လိုက်တာဒါမှမဟုတ်စာအုပ်ကိုယူဖတ်လိုက်တာကပဲတနေ့သားလုံးကိုအများကြီးအကျိုးရှိဖြစ်သွားစေတာကိုလက်တွေ့ခံစားရပါတယ်ဒီနီလန်ကရိုးရှင်းလွန်းလူလေးကအထင်သေးတတ်ကြပေမဲ့တကယ်လက်တွေ့လူကြည့်တဲ့အခါမှာတော့တင်းရဲ့အကျင့်ဆိုးတွေကိုဖျက်တောက်ဖို့အကောင်းဆုံးသောကိရိယာတစ်ခုဖြစ်နေတာကိုအံ့ဩဖွယ်တွေ့ရပါလိမ့်မယ်တင်းဘဝကိုပြောင်းလဲဖို့တင်းမှာ9စက္ကန့်ပဲအချိန်ရှိပါတယ် motivation ဆိုတာကိုဘယ်တော့မှထိုင်မဆောင်ပါနဲ့တင်းအုံနောက်ကတင်းကိုနောက်တွင်သွားအောင်စင်ကြေးတွေမပေးခင်အကြောက်တရားတွေမဝင်ခင်5 4 3 2 1လို့နောက်ပြန်ရေးသွက်ပြီးတင်းလောက်ရမယ့်အရာကိုချက်ချင်းကောက်လုပ်လိုက်ပါတတိဆိုတာကြီးမားတဲ့အရာတွေလည်းမဟုတ်ပါဘူးနေ့စဉ်လူတင်လှုပ်ထိုက်တဲ့အရာတွေကိုတင်းကြီးချင်တွေကြားကနေတွန်းအားပေးလှုပ်ဆောင်နိုင်တာကလည်းတတိပါပဲဒီကနေ့ပဲစမ်းကြည့်ပါတင့်ကိုနောက်ဆုတ်ဆင်းမဲ့အသွေးတွေဝင်လာတိုင်း5 4 3 2 1လို့ရေးအတွက်ဒီရှေ့ကိုတလန်းလန်းကြည့်ပါအဲ့ဒီတင်းငယ်တဲ့ action လေးတွေစုပေါင်းသွားတဲ့အခါမှာတင့်ဘဝကြီးတစ်ခုလုံးအံ့ဩဖွယ်ပြောင်းလဲသွားတာကိုမြင်တွေ့ရပါလိမ့်မယ်